水花，都把龙爷了爸妈没洗不说，有的要有追究的嘛，这个是。အခုလိုမျိုးမီဒီယာတွေကိုခေါ်ရဲဆိုတာကလူခွင့်ရေးဆိုင်ပေါ့ဗျာဟုတ်ကဲ့ဒါကဗမာလိုပြောတာပါလူခွင့်ရေးဆိုင်ကဆိုတာတော့အင်္ဂလိပ်လိုပြောရရင်တော့ဦးတန်းထိုက်ပေါ့ဗျာဘယ်လိုဦးတန်းထိုက်ဟိုမလီသူများအင်္ဂလိပ်စကားကိုမဖြတ်စည်းပါလေ human right ဘာလဲဦးတန်းထိုက်ဦးလီဟဲကိုရုပ်ကိုနေမအားမလားဟာဟောပါရဲ့ subject ကိုမရှိဘူးမိုင်းလိုက်တာသမီးရေနိုင်ငံသားမှာစစ်ပညာတောတင်တဲ့ခါမှာဒီလိုပဲပြောရမယ်လို့ဟိုကနေတော့သင်လာခဲ့တာပါဦးတန်းထိုက်ပါအခုလိုမျိုးအကြကြတော့ဟာကျွန်တော်တို့နိုင်ငံကိုအခုဆိုလို့ရှိရင်ဘက်ပေါင်းစုံကနေစုကူမှုတွေဖြစ်နေတဲ့ဂျီတာတလင်းချိတ်တွေကိုဂျီဆက်မသိမပြောရနဲ့မျက်နှာမဲကြီးရဲ့ဂျီဆက်များဂျီတာတလင်းချိတ်တော့ subject ကိုမရှိဘူးမိုင်းလိုက်တာသမီးရေ你那话嘞，英格兰လိုပြောတယ်လေစောက်ပြပြောတယ်ဗမာလိုပြောတယ်လေစောက်ပြပြောတယ်ဘယ်နေရာမှမလုပ်ဘူးဟောအင်္ဂလိပ်မီဒီယာနဲ့တွေ့တော့မြန်မာလိုပြောမြန်မာမီဒီယာနဲ့တွေ့တော့အင်္ဂလိပ်လိုတလုံးမှောက်နေတာတလုံးမှလည်းမမှန်ဘူးဒီကိုတက်ကိုမှောက်ခိုင်းအောင်ပါတဲ့လားမှောက်ခိုင်းအောင်ပါဆက်ချက်ကိုရှိမိုက်လိုက်တာသမီးအကြကြတော့ဟာကျွန်တော်ကြောက်မှာမပူနဲ့နင်တို့ခွေးကြောက်ဝကြောက်ကိုပြပြအောင်ပါတော့အရှိမထိုင်နဲ့အဝေးကြီးကိုကြောက်အောင်ပါတီးတယ်သွားတော့ဘယ်ကြောင့်မကိစ္စလာပြောနေအမလေးဟဲ့အဟောပါရဲ့ဆက်ချက်ကိုမရှိမိုက်လိုက်တဲ့သမီးရေဒါတော့မိုက်နေတော့လားဒီကြီးကိုတောင်းလိုက်လားနောက်ကွယ်မှာဗါလဲသိမင်းမသိဘူးလူရှိသူရှိရောက်ရင်ငါလည်းစောက်ပြောခံရတာဒီအသိလေးမွေးလာမှာစောကြီးရတိဒီဘာလို့ပေါင်းနေဝင်လာခဲ့လိုက်ပါလားဒီတော့ဇာယာဆက်ချက်ကိုမရှိဘူးအဟောပါရဲ့အဲ့ဒီလိုအော်ဂီဆန်အရှက်မဲ့လက်နဲ့ရန်ကားဗန်များကြတော့ပတ်စံထုတ်မပြီးထီပေါက်တော့အရေးကြရောတတ်မတော်ခေါ်ဓမြအကျော်မော်တို့ကလုံးမရှိသွားကျွန်တော်ကအာနာသိမ်းတာမဟုတ်ပါဘူးအာနာထိန်းတာတော့အာနာလည်းအများကြီးမထိန်းပါဘူးဘယ်လိုထိန်းတာနှစ်300လောက်ပဲထိန်းမှာနှစ်300နင်းစားကပဲမနင်းတနေ့ဆိုသေတော့မှနေရဒါပြင်နှစ်300တွေးနေသေးတယ်ကျွန်တော်ကဒါအာနာထိန်းတာထိန်းကြီးလို့ထိန်းရတာမဟုတ်ပါဘူးဒီမဲမတမာမှုတွေကြောင့်ကျွန်တော်ထိန်းရတာဖြစ်ပါတယ်။အော်ဒီမဲမတမာမှုကဘယ်သူလုပ်တာ။ကျွန်တော်လုပ်တာလေ။အော်သိတယ်။တရင်တစ်ကိုပြောသမှာ update ကိုပြောသမှာတီဗီသားယူကျွန်တော်ပြောလို့လေလေရဆိုရအခုကျွန်တော်တို့အစိုးရလိုက်ပြန်တယ်။ဘာဖြစ်လဲ။တန်ယူကြည့်ဆိုရ။လေရဆိုရဘာသူတို့အခုလုပ်တာပါကျွန်တော်တို့လိုက်ပြန်တယ်။ကျွန်တော်အောင်ပါလေဒီကိုလိုက်ပြန်တယ်ပါ။အောင်လန်လွတ်ချင်ຫນွေဦးကြည့်တယ်။ဟမ်အောင်လန်လွတ်ချင်ຫນွေဦးကြည့်တယ်။ဘယ်တော့အောင်မြင်လိုက်ရလဲကြက်အောင်မြင်မှာဗောပြည်သူချစ်တာဘူးလို့ကျွန်တော်လည်းချစ်တယ်ဗျာသူတို့ဘာမှမပြောနဲ့ခွေးတစ်စကားညစကားမပြောနဲ့ဘာနေရချစ်တာဘာလဲဗျာလေတိုင်းရထိုးလေတိုင်းရကြောတယ်ဟုတ်ပါပြီအဲ့ဒီထီပေါက်ဘယ်မှာသွားထုတ်ကြမလဲကျွန်တော်တို့အောင်ပါလေထီအခုလား3,000တောက်တဲ့လူဘယ်လိုထုတ်ဝင်လဲပြောတလ3သိန်းလုံးနဲ့တလထုတ်သိန်းထောင်းပါတော့မျိုးရိုးစင်သက်ထုတ်တာတော့ပြီးပါအောင်မလားရေရှည်စီမံကိန်းနော်ရေရှည်စီမံကိန်းကျွန်တော်လုပ်ပြတာအဲပြောမှဆိုရင်ကျွန်တော်ရေရှည်စီမံကိန်းနဲ့ကျွန်တော်ပါလဲဆိုတော့ကျွန်တော်လျှက်စစ်ကားတယ်ကျွန်တော်ဟိုတည်းကနေပြီးတော့မှကျွန်တော်အစည်းအဝေးမှာကျွန်တော်ထည့်တော့ပါလေဒါဒီလျှက်စစ်ကားတွေကအခုမှမဟုတ်ဘူးကျွန်တော်ငကိုတွေကအောင်မြင်ပြီးသားဘာမှအောင်မြင်လို့ဟပ်ပြီးတော့မှလေဟပ်ပြီးတော့မှရေဆော့နေကြကလေးကလားနဲ့လာပြီးတော့ဟုတ်ကဲ့စောက်ချက်ကိုမရှိဘူးဒီကျွန်တော်တို့အစိုးရကိုလိုက်ပြရတာကကျွန်တော်ရှင်းချင်းတယ်ကျွန်တော်အရေးကြီးတယ်ကျွန်တော်အနိဋ္ဌာယုံမြင်ကွင်းတွေကျွန်တော်မကြည့်ချင်လို့ကျွန်တော်တို့အစိုးရကိုမပြိုင်ပါနဲ့မတိုက်ခိုက်ပါနဲ့လို့ပြောတာဟမ်အခုကြည်စမ်းအမျိုးမျိုးနေတဲ့ပြည်နယ်တွေမှာသေနေတာနဲတာမဟုတ်ဘူးဘယ်သူလဲသေးတာလဲကျွန်တော်တို့လေသေတော့မှနင်တို့ကတရင်လုံးအောင်ပြုတ်မှာနော်နင်တို့ကတရင်လုံးအောင်ပြုတ်မှာကျွန်တော်ပောက်ပြပါဗျာကျွန်တော်တရင်လုံးအောင်ပြုတ်မှာဒါလေးတိုင်နော်ဆုံးပါနော်ဗလေမာရှိဆုံးပါနော်ကြိုက်ဆုံးပါနော်
တက်ပြီးတော့ဆုံးမကျင်တာနင်လိုမျက်နှာမျိုး တော်တယ်လို့ဗျာကျွန်တော်တို့အိမ်ဆောက်အစိုးရအိမ်ဆောက်အစိုးရပြည်သူပေါ်တိုင်းပြည်ပေါ်မြစ်တာထားလို့အာဏာလေးခဏထိန်းထားတာဟမ်ကျွန်တော်မထိန်းဘယ်တော့မှဆုံးမယ်ကြည်စမ်းများအခုဆိုနေရာနဲ့မှာခိုးဆိုးလူနိုင်ကြည်စမ်းဘယ်တော့ပေါ်လဲကိုနေရာမှာရိုက်ယူပြန်ပြီးဒီနေရာမှာဆွဲကြိုးတွေဖြတ်ပြန်ပြီးဆိုင်ငယ်တွေကားပေါ်တင်သွားပြန်ပြီလေဗျာ ဘယ်သူတွေလုပ်နေတာတော့ ကျွန်တော်တို့ပဲလေဗျာ သိတယ်ဒီမျက်နှာမျိုးတွေပဲလုပ်မှာဒီယူနီဖောင်းတွေနဲ့ပဲလုပ်မှာသိပြီးသား ကျွန်တော်မကြခင်သူတို့ဘက်ကကြော်ညာထားပါဒီနေ့စားတော့မယ်တဲ့ဘာမှမပူပါနဲ့ ပူစရာလားပူပါဘူး ဘာမှမပူပါနဲ့ဗျာ မပူပါဘူး ဘာမှမပူပါနဲ့လို့ မပူပါဘူး ဟောခင်ဗျားတို့မပူကြောက်တော့ပူနေတာကြောက်တော့ပူနေရတာ ဒီတော့မှနင်တို့ကနေစီနဲ့အမြကိုပူနေရမှာ ဟမ်ခင်ဗျားတို့ပြောတယ်ကြောက်တော့အိမ်ဆောင်ဆိုးရောက်ဘာမှမလုပ်ပေးနိုင်ဘူးတဲ့ဘာလို့မလုပ်ပေးနိုင်မလဲကြောက်တော့လှုပ်ပေးတာအကုန်ရတယ်ဗျာအကုန်ရတယ်ဟော ရှင်လုပ်ပေးချက်ချင်းရ ချက်ချင်းရတယ် မလေလုံးစမ်းမှာကျမတို့လုပ်ပေးစမ်းမှာ ခင်ဗျားတို့လည်းလုပ်ချင်လား လုပ်ပေးစမ်းမှာ ရက်ကွက်အုပ်ချုပ်မှုလုပ်လား လုပ်ရပါအုပ်ချုပ်ရင်မမိန်းကလေးနဲ့အုပ်ချုပ်ရင်မနဲ့မတင့်တော်ပါ အဲ့ဒါဆိုယာယီမှုလုပ်လိုက် ဒါရာယူရဲမလုပ်ပါနဲ့ဟိုကျမစီဒီယံဝင်ထားတယ် တိုက်စမ်းအဲ့စီရီယန်ဆိုတဲ့စကားနားခါတယ်အဲ့ဒီစီရီယန်ဝန်ထမ်းတွေတော့ကြောက်တော့အစိုးရအထိနာနေတာဟမ် တိတော့တိသားတာ အဲ့စီရီယန်ကျောက်တို့ဝင်နေတဲ့ခါစီရီယန်ဝင်ကြလဲလာမဟုတ်မြန်မာနိုင်ငံစီရီယန်တွေအဲ့ဒီတော့ပါပြီအဲ့စီရီယန်ဝင်တဲ့ဝန်ထမ်းတွေထောက်ပံ့တယ်ခင်ဗျားတို့ NUG ဆိုရထောက်ပံ့တယ်တကယ်တော့ထောက်ပံ့လို့လား ထောက်ပံ့နေပါပြီ အေးထောက်ပံ့တယ်ကိုလည်းသိရတာမှမဟုတ်တာလေ နင်တို့ကတော့ဘယ်သိမသိအောင်ဆောင်နေတဲ့ဟောဘယ်သိမလဲ ဟိုအဲ့စီရီယန်ဝင်လို့ရသေးလားမသိ ဘာလို့ ကျွန်တော်လည်းဝင်နေလို့လေ ခွေးလက်မခံဘူးခွေးလက်မခံဘူး ဘာပဲပြောပါနော်မကြခင်ကျွန်တော်ဒီအစိုးရကျွန်တော်တို့ဗျာ၃နှစ်ပဲအုပ်ချုပ်ခွင့်ပေး၃နှစ်ပဲအုပ်ချုပ်ခွင့်ပေးအိမ်တစ်လုံးကိုကားစီးစီကျွန်တော်စီစဉ်ပေးမယ် အင်းတလုံးကားတစီအော်အေးဘောကိုကျော်သူစီကသူကကားတွေသိမ်းထားတာ တိုက်စားမပြောနဲ့အခုမကြခင်မှာမြေအောင်ရထားကျွန်တော်ကိုယ်တိုင်လုပ်တော့အာကြပါလေဗျာဒီရက်နေ့အတွင်းကျွန်တော်မြေအောင်ရထားစီစဉ်တော့မယ် ဟုတ်ဘယ်ကနေစဆွဲ နေပြီးတော့နေတော့ဂိတ်ဆာ အော်နေပြီးတော့ဘူးကားစဆွဲမှာ ဟုတ်တယ် ဘာမှကိစ္စမှာ အဝီစီမှာဂိတ်ဆုံးမယ် နေလိုက်သွားအောင်းသားစီးပြီးကိုလိုက်သွားနေလိုက်သွားမလိုက်ဘူးသွား လိုက်ခဲ့လေ ပုံမြင်ပြောတာပြက်သွား ပေးနာထိုင်လိုက်ခဲ့ ဟာကျက်စီတော့အာနာမွန်မာလီတို့အဲ့ဒီလိုပေါ်နေရုပ်မှာတရုတ်ကြဆရာပေါ်ရုရှားကြသူတို့ပထွေးတွေးမတတ်တဲ့လူကအမျိုးဘာသာတာသနာဆိုပြီးဂျင်းလောက်အတင်းတုတ်နေတာကမြဝတီနဲ့မြမအတန်းအခြားမီဒီယာတွေနဲ့တွေ့တဲ့အခါကြပြန်တော့လေအဲ့ကြတော့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောရတဲ့အတိုင်းပါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမတက်ရင်မတက်တယ်လို့မနေဘူးဖေလုံးမှာသာ မိုက်လိုက်တော့သမီးရေ အော်ပါလေတောက်ရှက်လည်းမရှိဘူးဒေါ်နယ်ထရန့်အမေရိကန်သမ္မတနာမည် သူပြောတဲ့ထရန့်ပြောရတဲ့အတိုင်းပါရှင်။အော်ဗျာ။အားကုန်ပြီ အော်ပါလေရှင် ။ Mike American Great Gun မဆိုးပါဘူးနည်းနည်းတော့ပြီးလာကြလားနည်းနည်းလေးပြန်ပြောကြည့်ပါ ။ခင်ဗျာအခုကျုပ်ကိုဘာတဘောနဲ့မေးနေ။ ဘာလို့လဲမရမလဲရှင်မပြီးလို့ပြောခိုင်းတာလी ဟာခင်ဗျာနိုင်ငံတော်တစ်ခုလုံးကိုစော်ကားနေတာလား ဟာပြန်မေးတဲ့ဟာကိုစော်ကားတယ်ဆိုတော့ဘာမှပြောမိလို့ ။ခင်ဗျာကျုပ်ကိုဘာစော်ကားနေတာဒါတပ်မတော်ကိုတိတ်ခါချနေတာခင်ဗျာ တမလို့သိခါကြအောင်တမလို့ဘသူကဘာနဲ့ပုတ်နေလို့တော့ ။ဟာခင်ဗျာပုံမှန်905နဲ့တရားဆွဲလိုက်ရမှာ အများလည်းပုံပါရဲ့ဗျာ9000အမလေး9000ပုံပါ9000နဲ့လို့အကောင်လုံးလမ်းပြီးတော့ဇာပြနဲ့ပုတ်ပြဇာပြနဲ့ပုတ်ပလိုက်မှာ ။ကျုပ်ကမြန်မပြီးဘူးဘူးတယ်ခင် မ ဗျာ ပြီးတော့လေ ။ဟာကြတော့ကျုပ်ပြီးအောင်ပြောရတယ်ဗျာခင်ဗျာ ဟာပြီးအောင်ပြောကြည့် ။ Mike American Great Gun အဲ့ဒါနည်းနည်းမြန်အောင်ပြောကြည့် Mike American Great Gun ပြီးတော့နည်းနည်း Great Gun နည်းနည်းပြန် Great Gun နည်းနည်းပြန် Gun အဲ့ဒါမြန် Gun 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 သွားတော့အမလေးဟဲ့ကိုဖြစ်မဲ့ဘဝကိုလုတ်ပြသွားသေးတယ်နင်တို့အဲ့ချက်မကကိုဖြစ်ဦးမှာသလားအမလေးအော်ရဆောက်ရှက်ကိုမရှိအဲ့ဒီလိုလုတ်ကြံရုံမှာမတမမှုကြီးဖြစ်တဲ့အချိန်ဘလူးတစ်ပတ်တရိษံတက်တော့ကနေလူရခိုးကွက်အရာရွှေခွာသူမလုံရဲတာဘာမှမရှိဘူးဆိုအယူတယောက်ကိုကြွေးကြော်ပြန်มาသေးတယ်ရှင်
အခုလိုမျိုးမီဒီယာတွေကိုခေါ်ရဲဆိုတာကလူခွင့်ရေးဆိုင်ပေါ့ဗျာဟုတ်ကဲ့ဒါကဗမာလိုပြောတာပါလူခွင့်ရေးဆိုင်ရဆိုတာတော့အင်္ဂလိပ်လိုပြောရရင်တော့ဦးတန်းထိုက်ပေါ့ဗျာဘယ်လိုဦးတန်းထိုက် ဟိုမလီသူများအင်္ဂလိပ်စကားကိုမပြတ်စည်းပါလေ human right ဘာလဲဦးတန်းထိုက်ဦးလီဟဲကိုရုပ်ကိုရင်မအားမလားဟောပါရဲ့ stop check ကိုမရှိဘူး မိုင်းလိုက်တာသမီးရေနိုင်ငံခြားမှာစစ်ပညာတောတင်တဲ့ခါမှာဒီလိုပဲပြောရမယ်လို့ဟိုကနေတော့သင်လာခဲ့တာပါဦးတန်းထိုက်ပါအခုလိုမျိုးအကြကြတော့ဟာကျွန်တော်တို့နိုင်ငံကိုအခုဆိုလို့ရှိရင်ဘက်ပေါင်းသုံးကနေစုပူမှုတွေဖြစ်နေတဲ့ဂျီတာတလင်းချိတ်တွေကိုဂျီဆက်မသိမပြောရနဲ့မျက်နှာမဲကြီးရဲ့ဂျီဆက်နဲ့ဂျီတာတလင်းချိတ်တော့ဆက်ချက်ကိုမရှိဘူးမလိုက်တာသမီးရေရင်းတော့လေအင်္ဂလိပ်လိုပြောတော့လေစောက်ပြပြောပြန်ပြီဗမာလိုပြောတော့လေစောက်ပြပြောပြန်ပြီဘယ်နေရာမှမလုပ်ဘူးအင်္ဂလိပ်မီဒီယာနဲ့တွေ့တော့မြန်မာလိုပြောမြန်မာမီဒီယာနဲ့တွေ့တော့အင်္ဂလိပ်လိုတလုံးမှုတ်နေတာတလုံးမှလည်းမမှန်ဘူးဒီကိုသက်ကိုမှုတ်ခိုင်းအောင်ပါလေမှုတ်ခိုင်းအောင်ပါဆက်ချက်ကိုရှိမလိုက်တာသမီးရေအကြကြတော့ဟာကျွန်တော်ကြောက်မှာမပူနဲ့နင်တို့ခွေးကြောက်ဝက်ကြောက်ကိုပြပြအောင်ပါတော့အရှိမထိုင်နဲ့အဝေးကြီးကိုကြောက်အောင်ပါတီးတယ်သွားတော့တို့ကြောက်မဲ့ကိစ္စလာပြောနေအမလေးဟဲ့အံဟောပါရဲ့ဆက်ချက်ကိုမရှိမိုက်လိုက်တဲ့သမီးရေဒါတော့မိုက်နေတော့လားဒီကြီးကိုတောင်းလိုက်ပါနောက်ကွယ်မှာဗါလဲသိမိမမသိဘူးလူရှင်းရောက်ရင်ငါလည်းစောက်ပြောခံရတာဒီအမေလေးမွေးလာမှာစောကြီးရတိဒီဘာလို့ပေါင်းနေဝင်လာခဲ့လိုက်ပါလားဒီဘက်ဇာယာဆက်ဆက်ချက်ကိုမရှိဘူးအံဟောပါရဲ့အဲ့ဒီလိုအော်ဂလီဆန်ဟောအချက်မဲ့လက်နဲ့ရန်ကားဗန်များကြတော့ပတ်စံထုတ်မပြီးထီပေါက်တော့အရေးကြရောတတ်မတော်ခေါ်ဓမြအကျော်မော်တို့ကလုံးမရှိသွားကျွန်တော်တို့ကအာနာသိမ့်တာမဟုတ်ပါဘူးအာနာထိန်းတာတော့အာနာလည်းအများကြီးမထိန်းပါဘူးဘယ်လိုထိန်းတာနှစ်300လောက်ပဲထိန်းတာနှစ်300နင်းသားကပဲမနစ်တနေ့ဆိုသေတော့မှနေရဒါပြင်နှစ်300တွေးနေသေးတယ်ကျွန်တော်ကဒါအာနာထိန်းတာထိန်းကြီးလို့ထိန်းရတာမဟုတ်ပါဘူးဒီမဲမတမာမှုတွေကြောင့်ကျွန်တော်ထိန်းရတာဖြစ်ပါတယ်။ဒီမဲမတမာမှုကဘယ်သူလုပ်တာ။ကျွန်တော်လုပ်တာလေ။သိတယ်။တရင်တစ်ကိုပြောသမှာ update ကိုပြောသမှာတီးပြီးသားယူ။ကျွန်တော်ပြောလို့လေလေတွေကဆိုရအခုကျွန်တော်တို့အစိုးရလိုက်ပြန်တယ်။ဘာဖြစ်လဲ။အန်ယူဂျီဆိုရ။လေတွေကဆိုရဘာသူတို့အခုလုပ်တာပါကျွန်တော်တို့လိုက်ပြန်တယ်။ကျွန်တော်အောင်ပါလေကြီးကိုလိုက်ပြန်တယ်ပါ။အောင်လန်လွတ်ချီຫນွေဦးကြီးတယ်။ဟမ်အောင်လန်လွတ်ချီຫນွေဦးကြီးတယ်။ဘလောက်အောင်မြင်လိုက်ရလေကျက်အောင်မြင်မှာပေါ့ပြည်သူချစ်တာဘူးလို့ကျွန်တော်လည်းချစ်နေတာသူတို့ဘာမှမပြောနဲ့ခွေးတစ်စကားနတ်စကားမပြောနဲ့ဘာနေရချစ်တာဘာလဲဗျာလေတိုင်းရထိုးလေတိုင်းရယူတယ်ဟုတ်ပါပြီအဲ့ဒီထီပေါ့ဘယ်မှာသွားထုတ်ကြမလဲကျွန်တော်တို့အောင်ပါလေထီအခုလားသိန်း2000တောက်တဲ့လူဘယ်လိုထုတ်ဝင်လဲပြောတလ3သိန်းလုံးနဲ့တလ3သိန်းထုံးမှာတော့မျိုးရိုးစင်စားထုတ်တာတော့ပြီးပါအောင်မလားရေရှည်စီမံကိန်းနော်ရေရှည်စီမံကိန်းကျွန်တော်လုပ်ပြတာပြောမှဆိုရင်ကျွန်တော်ရေရှည်စီမံကိန်းနဲ့ကျွန်တော်ပါလဲဆိုတော့ကျွန်တော်လျှက်စစ်ကားတယ်ကျွန်တော်ဟိုတည်းကနေပြီးတော့မှကျွန်တော်အစည်းအဝေးမှာကျွန်တော်ထည့်လို့ပါလေကျွန်တော်ဒီလျှက်စစ်ကားတွေကအခုမှမပေါ့ကျွန်တော်ငကိုတွေကအောင်မြင်ပြီးသားဘာမှအောင်မြင်လို့ဟပ်ပြီးတော့ပါလေဟပ်ပြီးတော့မှရင်းဆော့နေကြကလေးကလားနဲ့လာပြီးတော့ဟုတ်ကဲ့ဆောက်ဖြတ်ကုန်မရှိဘူးဒီကျွန်တော်တို့အစိုးရကိုလိုက်ပြန်ရတာကကျွန်တော်ရှင်းချင်းတယ်ကျွန်တော်အရင်ကြီးတယ်ကျွန်တော်အနိဋ္ဌာယုံမြင်ခွင့်တွေကျွန်တော်မကြည့်ချင်လို့ကျွန်တော်တို့အစိုးရကိုမပြိုင်ပါနဲ့မတိုက်ခိုက်ပါနဲ့လို့ပြောတာဟမ်အခုကြည်စမ်းအမျိုးမျိုးနေတဲ့ပြည်နယ်တွေမှာသေနေတာနဲတာမဟုတ်ဘူးဘယ်သူလဲသေတာလဲကျွန်တော်တို့လေသေရုံမှာနင်တို့ကတရင်လုံးအောင်ပြုတ်မှာနော်နင်တို့ကတရင်လုံးအောင်ပြုတ်မှာကျွန်တော်ကောက်ပြီးပါဗျာကျွန်တော်တရင်လုံးအောင်ပြုတ်မှာဒါလေးတိုင်နော်ဆုံးပါနော်ဗလိမာရှိဆုံးပါနော်ရိုက်ဆုံးပါနော်တတ်ပြီးတော့ဆုံးမကျင်တာနင်တို့မျက်နှာမျိုးတော်တယ်လို့ဗျာကျွန်တော်တို့အိမ်ဆောက်အစိုးရအိမ်ဆောက်အစိုးရပြည်သူပေါ်တိုင်းပြည်ပေါ်မြစ်တာထားလို့အာဏာလေးခဏထိန်းထားတာဟမ်ကျွန်တော်မထိန်ဘယ်တော့မှဆုံးမယ်ကြည်စမ်းများအခုနေရာနဲ့မှာခိုးစောလူနိုင်ကြည်စမ်းဘယ်တော့ပေါ်လဲဟိုနေရာမှာရိုက်ယူပြန်ပြီးဒီနေရာမှာဆွဲကြိုးရဖြတ်ပြန်ပြီးဆိုင်ငယ်တွေကားပေါ်တင်သွားပြန်ပြီးလေဗျာဘယ်သူတွေလုပ်နေတာတော့ကျွန်တော်တို့ပဲလေဗျာသိတယ်ဒီမျက်နှာမျိုးတွေပဲလုပ်မှာဒီယူနီဘားတွေနဲ့ပဲလုပ်မှာသိပြီးသားကျွန်တော်မကြခင်သူတို့ဘက်ကကြော်ညာထားပါဒီနေ့စတော့မယ်တဲ့
ဘာမှမပူပါနဲ့ ပူစရာလားပူပါဘူး ဘာမှမပူပါနဲ့ဗျာ မပူပါဘူး ဘာမှမပူပါနဲ့လို့ မပူပါဘူး ဟောခင်ဗျားတို့မပူကြောက်တော့ပူနေတာကြောက်တော့ပူနေရတာ ဒီတော့မှနင်တို့ကနေစီနဲ့အမြကိုပူနေရမှာ ဟမ်ခင်ဗျားတို့ပြောတယ်ကြောက်တော့အိမ်ဆောင်ဆိုးရောက်ဘာမှမလုပ်ပေးနိုင်ဘူးတဲ့ဘာလို့မလုပ်ပေးနိုင်မလဲကြောက်တော့လှုပ်ပေးတာအကုန်ရတယ်ဗျာအကုန်ရတယ်ဟော ရှင်လုပ်ပေးချက်ချင်းရ ချက်ချင်းရတယ် မလေးလုံးစမ်းမှာကျမတို့လုပ်ပေးစမ်းမှာ ခင်ဗျားတို့လည်းလုပ်ချင်လား အာလုပ်ပေးစမ်းမှာ ရက်ကွက်အုပ်ချုပ်မှုလုပ်လား လုပ်ရပါအုပ်ချုပ်ရင်မိန်းကလေးနဲ့အုပ်ချုပ်ရင်လည်းမတက်တော့ပါ အဲ့ဒါဆိုယာယီမှုတော့လုပ်လိုက် ရိုက်ရဘူးလေမလုပ်ပါနဲ့ဟိုကျမစီရီယံဝင်ထားလို့ တိုက်စားအဲ့စီရီယံဆိုတဲ့စကားနားခါတယ်အဲ့ဒီစီရီယံဝင်နေတော့ကြောက်တော့အစိုးရအထိနာနေတာဟမ် တိတော့တိသားတာ အဲ့စီရီယံကြောက်တော့ဝင်နေတဲ့ခါစီရီယံဝင်ရလဲလာမဟုတ်မြန်မာနိုင်ငံစီရီယံတွေအဲ့ဒီတော့ပါပြီအဲ့စီရီယံဝင်တဲ့ဝင်တဲ့လူထောက်ပံ့တယ်ခင်ဗျားတို့ UNG ဆိုရထောက်ပံ့တယ်တကယ်တော့ထောက်ပံ့လို့လား ထောက်ပတ်နေပါပြီ အေးထောက်ပံ့တယ်ကိုလည်းသိရတာမှမဟုတ်တာလေ နင်တို့ကတော့ဘယ်သိမသိအောင်ဆောင်နေတဲ့ဟောဘယ်သိမလဲ ဟိုအဲ့စီရီယံဝင်လို့ရသေးလားမသိ ဘာလို့ဖို့ ကျွန်တော်လည်းဝင်ကျင်လို့လေ ခွေးလက်မခံဘူးခွေးလက်မခံဘူး ဘာပဲပြောပါနော်မကြခင်ကျွန်တော်တို့ဒီအစိုးရကျွန်တော်တို့ဗျာ3နှစ်ပဲအုပ်ချုပ်ခွင့်ပေး3နှစ်ပဲအုပ်ချုပ်ခွင့်ပေးအိမ်တစ်လုံးကိုကားစီးစီကျွန်တော်စီစဉ်ပေးမယ် အိမ်တလုံးပါတစီအော်အေးဘောကိုကျော်သူစီကသူကကားတွေသိမ်းထားတာ တိုက်စားမပြောနဲ့အခုမကြခင်မှာမြေအောင်ရထားကျွန်တော်ကိုယ်တိုင်လုပ်တော့အာကြပါလေဗျာဒီရက်နေ့အတွင်းကျွန်တော်မြေအောင်ရထားစီစဉ်တော့မယ် ဘယ်ကနေစဆွဲ နေပြီးတော့နေတော့ကိစ္စ အော်နေပြီးတော့ဘူကားစဆွဲမှာ ဟုတ်တယ် ဘာမှသိဆုံးမှာ အဝီစီမှာကိစ္စဆုံးမယ် နေလိုက်သွားခေါင်းကစီးပြီးကိုလိုက်သွားနေလိုက်သွားမလိုက်ဘူးသွား လိုက်ခဲ့လေ ပုံမြင်ပြောတာပြက်တယ်သွား ပေးနာထိုင်လိုက်ခဲ့ 哇，这是一张龙，啊啦！我你妈哩路伊，啊哩路坡内用嘛，丢家谁呀坡，热下家都都不推，对么干的路啊，没有办法家的那手比钱了，啊，点中你那个苗的呢，苗嘛啊单，啊，炒米的呀的呢，对的卡价边喏嘞。အဲ့ကြတော့ဟာအမေရိကန်သမ္မတဒေါ်နန်းခန့်ဝါပြောရတဲ့အတိုင်းပါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမတက်ရင်မတက်တယ်လို့မနေဘူးဖေလုံးပါလား မိုက်လိုက်တာသမီးရေ အော်ပါရဲ့တောက်ရှက်လည်းမရှိဘူးဒေါ်နယ်ထရန့်အမေရိကန်သမ္မတနာမည် သူပြောတဲ့ Trump ပြောရတဲ့အတိုင်းပါရှင်။အော်ဗျာငါကုန်ပြီ အော်ပါရဲ့ရှင် ။မိုက်အမေရိကန် Great Gun မဆိုးပါဘူးနည်းနည်းတော့ပြီးလာကြလားလို့နည်းနည်းလေးပြန်ပြောကြည့်ပါ ။မင်းအခုကျုပ်ကိုဘာတဘောနဲ့မင်းနေ။ ဘာလို့လဲမင်းရမလဲရှင်မပြီးလို့ပြောခိုင်းတာလေ ဟာခင်ဗျာနိုင်ငံတော်တစ်ခုလုံးကိုစော်ကားနေတာလား ဟာပြန်မင်းတဲ့ဟောက်စော်ကားတယ်ဆိုတော့ဘာများပြောမိလို့လဲ ။ခင်ဗျာကျုပ်ကိုဘာစော်ကားနေတာဒါတပ်မတော်ကိုတိတ်ခါချနေတာခင်ဗျာ တမလို့သိခါကြအောင်တမလို့ဘသူကဘာနဲ့ပုတ်နေလို့တော့ ။ဟာခင်ဗျာပုံမှန်905နဲ့တရားဆွဲလိုက်ရမှာ အားများလည်းပုံပါရဲ့ကြာ9000အမလီ9000ပုံပါ9000နဲ့လို့ကြီးအကောင်လုံးလာပြီးတော့ဇာပြနဲ့ပုတ်ပြဇာပြနဲ့ပုတ်ပလိုက်မှာ ။ကျုပ်ကမြန်မပြီးဘူးလူတယ်။ မပြီးတော့လေ ဟာကြတော့ကျုပ်ပြီးအောင်ပြောရတယ်ဗျာခင်ဗျာ ဟာပြီးအောင်ပြောကြည့် ။မိုက်အမေရိကန် Great Gun အဲ့ဒါနည်းနည်းမြန်အောင်ပြော မိုက်အမေရိကန် Great Gun ပြီးတော့နည်းနည်းမြန် Great Gun နည်းနည်းပြန် Great Gun နည်းနည်းပြန် Gun အဲ့ဒါမြန် Gun 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 ကွာအမလီဟဲကိုဖြစ်မဲ့ဘဝကိုလုတ်ပြသွားသေးတယ်နင်တို့အဲ့ချက်မကောက်ဘူးဖြစ်ဦးမှာသလားအမလီအောင်းပါရဲ့